ဒီလူဟာအမေဇုံမြစ်တစ်ခုလုံးကိုခြေလျင်ဖြတ်တန်းနိုင်ခဲ့တဲ့တမိုင်းတစ်လျှောက်တူးရဲသောလူသားဖြစ်ဖို့နှစ်ကျော်ကြာလမ်းလျှောက်ခဲ့ပါတယ်။သူ့မှာစီးမြစ်တစ်ခုပဲရှိတယ်။အဲ့ဒါကတော့ဘလို့တည်ယူပို့ဆောင်ရေးရင်ကိုမှမသုံးဖို့ပါပဲ။ Stafford ဟာသူ့ရဲ့ခီးစဉ်ကို2008ခုနှစ်မှာပီရူးနိုင်ငံတောင်ပိုင်းတောင်တန်းတွေကနေစတင်ခဲ့ပြီးကမ္ဘာအနည်းအရှိဆုံးတောနက်ကြီးကိုငါးချေခြင်းပဲဖြစ်ကြော်မယ်လို့ပြောခဲ့ပါတယ်။အစပိုင်းမှာတော့ဒါဟာမဖြစ်နိုင်ဘူးလို့ထင်ရပါတယ်။အမေဇုံတောကြီးဟာရွှွညွန်တွေအဆုံးမရှိတဲ့မြစ်တွေနဲ့တာရဲတရိတ်ဆန်တွေပြည့်နေနေတဲ့400ကီလိုမီတာကျော်ရှည်လျားပါတယ်။စူဆန်းရှာဖွေသူအတော်များများကတော့သူ့ရဲ့ပိုင်းတွင်းမှာတဲ့အသက်ပြောက်သွားလိမ့်မယ်လို့ပြောခဲ့ကြပေမဲ့ရဲကတော့ဆက်ရှောက်နေခဲ့ပါတယ်။အစပိုင်းမှာသူနဲ့အတူတငယ်ချင်းဖြစ်သူ Luke လေးပါဝင်ခဲ့ပေမဲ့လအနေငယ်အကြာမှာပဲ Luke ကလက်လျှော့သွားခဲ့လို့တယောက်တည်းတောနက်ထဲမှာတောင်းတင်ချင်ရစ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးဟာလုံးဝတယောက်တည်းဖြစ်သွားခဲ့ပါတယ်။သူဟာဓာတ်တလက်နဲ့တောတိုးခဲ့ရတယ်လို့မိချောင်းတွေနဲ့မွေကြီးတွေရှိတဲ့ရေပြင်တွေကိုလည်းဖျက်ကျော်ခဲ့ရပါတယ်။ရိတ်ခါတွေကုန်သွားတဲ့အခါငှက်ပေးနဲ့ကျုံခဲ့ရပြီးပိုးမွားတွေနဲ့ရှာဖွေရသမျှကိုပဲစားတောက်ပြီးအသက်ဆက်ခဲ့ရပါတယ်။ဒါပေမဲ့အမေဇုံရဲ့အန်ရီတွေဟာတဘာဝဘေးအန်ရီတွေမဟုတ်ပါဘူး။တခါကဆိုရင်မှောင်ခိုသမားတဦးရဲ့တနက်နဲ့ချိန်တာကိုခံခဲ့ရဘူးတလို့နောက်တစ်ချိန်မှာတော့လူတိုင်းမျိုးနွယ်စုတစ်ခုကသူတို့လူပျောက်ဆုံးမှုနဲ့ပတ်သက်တယ်ဆိုပြီးတစ်သားထဲမှာ8နာရီကြာပိတ်လောင်ထားခဲ့ပါတယ်။တဖြည်းဖြည်းနဲ့တောနက်ကြီးကသူ့ရဲ့စိတ်ဓာတ်ကိုစတင်ရိုက်ချိုးလာခဲ့ပါတယ်။ရက်တစ်ပတ်ပေါင်းများစွာတိတ်ဆိတ်ထီးကျန်မှုတွေကသူ့ကိုယူသွလူမီပါဖြစ်စေခဲ့ပါတယ်။သူဟာအဖျားယောဂတွေစိတ်ချောက်ချမှုတွေနဲ့အသက်ရှင်လျက်ပြန်မထွက်နိုင်တော့ဘူးဆိုတဲ့စိုးရိမ်စိတ်တွေကိုအန်တုခဲ့ရပါတယ်။ဒါပေမဲ့သူဟာတလန်းချင်းစီဆက်ရှောက်နေခဲ့ပါတယ်။2010ခုနှစ်မှာတော့860ရက်ကြာပြီးနောက်400ကီလိုမီတာကျော်ကိုဖြတ်တန်းက Stafford ဟာတောနက်ထဲကနေပြန်လည်ထွက်ခွာနိုင်ခဲ့ပြီးအမေဇုံမြစ်တစ်ခုလုံးကိုခြေလင်းလျှောက်ခဲ့တဲ့တမိုင်းတစ်လျှောက်ပထမဆုံးနဲ့တူးရဲတော်သူဖြစ်လာခဲ့ပါတယ်။ကမ္ဘာတဝန်းကအချက်လက်တွေကိုသိချင်ရင်တော့ World Location ကို follow လုပ်ထားလိုက်ပါ။